ကျောင်းအားကစားပွဲမှာဆုံးဖြတ်တယောက်မဖြစ်မနေ1500မီတာအပြေးပြိုင်ပွဲဝင်ပြိုင်ရမယ့်အခြေအနေကြုံလာရပါတယ်။ဒါကိုသိသွားတဲ့ခန်းရှိကပါဇက်ကသာဂရုမစိုက်တယ်လို့ပြောနေပေမဲ့တကယ်တမ်းမှာတော့ဆုံးဖြတ်နောက်ကနေတောက်လျှောက်ပေါ်လိုက်ပြေးပြီးလေ့ကျင့်ပေးခဲ့တာပါ။ပြိုင်ပွဲနေ့မှာလည်းဆုံးဖြတ်ပထမရအောင်ရှိကနေဥဆောင်ပေးခဲ့ရုံတင်မကပဲပန်းဝင်ချင်းလည်းမကြသွားအောင်သူမကိုရင်ခွင်ထဲအထိဝှေ့ဖက်ပြီးဖေးမပေးခဲ့တာကတော့ကျောင်းတစ်ကျောင်းလုံးအားကျစရာဖြစ်ခဲ့ရပါတယ်။သူတို့နှစ်ယောက်ကြားကတန်ရောစင်ကပိုတိုးလာပြီးခန်းရှိကဆုံးချီကိုစာပြပေးတမင်နီးကပ်အောင်စူးစမ်းလာတယ်လို့ဆုံးချီကလည်းခန်းရှိအပေါ်ဂရုစိုက်မှုလေးတွေကသူတို့နှစ်ယောက်ရဲ့ကြားကတန်ရောစင်ကိုပိုပြီးခိုင်မြဲစေခဲ့ပါတယ်။နှစ်သက်ကူးညမှာလည်းတငယ်ချင်းတွေနဲ့အတူလူစုခွဲပြီးနောက်ခန်းရှိနဲ့ဆုံးချီတို့နှစ်ယောက်ထဲရှိနေချိန်မှာခန်းရှိရဲ့အကြည့်တွေကရင်ကုန်စရာကောင်းနေခဲ့ပါတယ်။ဆုံးချီကချက်ကိုချက်ကန်းနဲ့မျက်နှာနေတာကနေအေးတိုက်လို့ပါလို့စင်ကြေပေးနေပေမဲ့ခန်းရှိကတော့ပြုံးပြီးကိုယ့်ကိုသဘောကျပြီးရင်ကုန်နေတာကိုမသိချင်အောင်ဆောင်မနေနဲ့လို့ဆက်နှောင်ရင်းသူတို့နှစ်ယောက်ရဲ့အချစ်ဆက်လန်းကပိုပြီးအရှိန်တက်လာခဲ့ပါတယ်။